YouTube မှာ supplemental holiday တင်ပြီးတော့ဒီ Facebook ကလူတွေကိုလည်း supplemental holiday လေးအကြောင်းပြောပြချင်တယ် supplemental holiday ဆိုတာကရေရှည် supplement တောက်တဲ့သူတွေအတွက် supplement ခန္ဓာကိုယ်ထဲမှာစုပုံကြံရစ်ပြီးတော့စူးချုံမပိအောင်တောက်တဲ့တောက်ပုံတောင်လေးပေါ့ဒီ user ကိုကျွန်တော်သိခဲ့တာ supplemental holiday ဆိုတော့ဖြစ်စစ်စာအားလိုက်ရက်လို့ခေါ်တာပေါ့နော်အားလိုက်ရက်ဆိုတော့ကျွန်တော်အားလိုက်ရက်မှာခရီးတွေထွက်ကြမယ်အပန်းဖြေကြမယ်တချို့လုပ်ငန်းရှင်ကြီးတွေဆိုလို့ရှိတယ်သူကတစ်နှစ်လုံးမှာ10ရက်လောက်ထိလုံးဝပြောက်ပြီးတော့အနားယူတယ်ဆိုတာဖတ်မိကြမှာပါအဲ့လိုမျိုးပဲ supplement ကလည်းအနားယူဖို့လိုတယ်တောက်တာအောင်ရက်ထားဖို့လိုတယ်ဘယ်လိုရက်မှလဲဆိုတော့ရက်ပုံရက်နည်းနှစ်မျိုးရှိတယ်ပထမတစ်ခုကကျတော့4လလောက်တောက်တယ်1လလောက်နားတယ်ဒီလိုလည်းရှိတယ်ပြီးတော့တချို့တွေကကျတော့9ရက်လောက်တောက်တယ်ပေါ့နော် working day အလုပ်လုပ်တဲ့ရက်မှာတောက်တယ်တောက်ပြီးတော့2ရက်လောက်နားတယ်ဒီလိုလူလည်းရှိတယ်ဒီနေ့တစ်ခါကတော့ supplement holiday လောက်ကြတာမတူဘူးအယူဆလည်းမတူဘူးကျွန်တော်ကလည်းလုပ်ပုံလုပ်နည်းတစ်မျိုးရှိတယ်သူရဲ့ private center ပေါ့နော်တယောက်နဲ့တယောက်ကတော့ private center ဟုတ်ပြီအဲ့ဆိုတော့ supplement တစ်သလုံးတောင်းနေရမှာလားဆိုတော့ကိုယ့်ရဲ့ lifestyle ကိုပြန်ဆင်ရမှာပဲကိုယ့်ရဲ့ lifestyle မှာကိုကလုံးဝလှုပ်ရှားမှုမရှိဘူးအပြင်ကိုလည်းမထွက်ဘူးအိမ်ထဲမှာပဲနေရတယ်ဆိုရင်တော့ vitamin D ကျင်းတင်နေမှာပဲကိုစားတဲ့စားသောက်မှာအသီးရွက်မှမပါဘူးအစိအစံမှမပါဘူးအသားငါးမှမပါဘူးဆိုတော့ protein မှာထွက်တဲ့ပစ္စည်းတွေလည်းနေမှာပဲတချို့ဆိုပလင်စာလုံးဝမစားဘူးเนาะကြောက်တုံမျိုးတွေနဲ့အသက်ရှင်နေတဲ့လူမျိုးလည်းတွေ့ဘူးလေဒါကတော့သူတို့ရဲ့အကြိုက်ပေါ့เนาะကိုသွားပြောလို့တော့မရအောင်ဟုတ်ပြီအဲ့လိုမျိုးဆိုလို့ရှိရင်လည်းတခြား mineral တွေတက်ထွတ်တဲ့အများကြီးလိုမှာပဲဟုတ်တချို့တွေဆိုလို့ရှိရင်အရန်ကိုစိတ်ပင်ပန်းနဲ့စိတ်ပင်ပန်းတော့ B complex လို့အရာမျိုးအရန်လိုတယ်တချို့တွေဆိုအရင်ပြတ်တယ်အဲကြောင့်အသေးကိုအားဖြည့်တဲ့အစားအစာတွေလိုတယ်အဲ့လိုမျိုးတောင်းရတဲ့အခါမှာသူတို့က lifestyle ကိုမပြင်နိုင်ဘူးကွာအလုပ်လည်းရှိတယ်မိသားစုလည်းရှိတယ်ပြီးတော့သူတို့ရဲ့ဗီဇကိုက personality ကဒီလိုမျိုးရှိနေတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ supplement တောက်တဲ့ဥစ္စာကတော့သူတို့ဝင်းပြတာဒါကျွန်တော်သွားပြီးတော့ပြောလို့မရအောင်သူတို့ကိုပြောလို့ရတာကတော့စိုးကျိုးမဖြစ်ဖ ೇನೆ တောင်းနိုင်ပါစေဆိုတဲ့ကြည့်ရချက်နဲ့ပဲကျွန်တော်ပြောလို့ရတယ်အဲကြောင့် supplement holiday ဆိုတဲ့ခေါင်းစဉ်လေးကိုကျွန်တော်မိတ်ဆက်ပေးတာပေါ့နော်အဲ့ဆိုတော့ကျွန်တော် supplement ကျွန်တော်ရဲ့ client တွေကိုကျွန်တော်ကဒီ supplement နဲ့ပတ်သက်လို့အကြံဉာဏ်ပေးတဲ့အခါဖြစ်စစ်စာနဲ့ပတ်သက်လို့အကြံဉာဏ်ပေးတဲ့အခါကျွန်တော်နှစ်မျိုးခွဲတယ် water soluble ဆိုရေးပါလွယ်လွယ်ကူပြောတယ်ကွာသူကတော့ချက်ချင်းတောက်ချက်ချင်းရတယ်မှဖြစ် B complex လို့အရာမျိုးပေါ့proper B complex လို့အရာမျိုးဒါဆိုလို့ရှိရင်တော့ရေးပါချက်ချင်းပြောတယ်ပြင်ပြီးတော့ကောင်းတယ်ပြီးတော့ NAC ကလည်း water soluble ပဲထင်တယ်ကျွန်တော်သိချောင်းမသိဘူးဟုတ်ပြီအဲ့လိုမျိုးဆိုလို့ရှိရင်တော့သူက fat အစီမှာမစုခန္ဓာကိုယ်ထဲမှာခန္ဓာကိုယ်အစီတုံးကြီးကိုကျွန်တော်ဆိုကြည့်ပါလားအစီတုံးကြီးအဲ့လိုမျိုးအစီတွေမစုတဲ့အတွက်ကြောင့်မလို့သူကလွယ်ကူလွယ်လင့်တကူအတော်လေးအဆင်ပြေတယ်ပေါ့တောက်လိုက်နေ့စဉ်တောက်လို့တော့ရတယ်ပြဿနာမရှိဘူး vitamin C နေ့စဉ်တောက်လို့ရတယ်ဒါပေမဲ့နေ့စဉ်တောက်တာတော့မကောင်းဘူးကျွန်တော်ကအဲ့လိုမျိုးဆိုလို့ရှိရင်ပုံမှန်လဲသူ့ရဲ့ indication မရှိတော့ဘူးအမှဖြစ်အရက်စိတ်ပင်ပန်းနေတာလည်းမရှိတော့ဘူးအသားရည်တွေပျက်စီးတာ collagen လိုအပ်တာလည်းမရှိဘူးဆိုလို့ရှိရင် vitamin C ရင်းတောက်ချင်တယ်ဆိုရက်ချာတောက်ဒီလိုလေးအချိန်ပေးတယ်တချို့ကတော့ fat soluble vitamin တွေ fat soluble vitamin ဆိုအစီမှာပြောတာ vitamin A ပဲဖြစ်မယ်ကွာ vitamin D ရှိမယ် vitamin E ရှိမယ် vitamin K ရှိမယ်အဲဒါကျရင် selenium လည်းသူကထည့်တာပဲဟုတ်ပြီအဲ့လိုဥစ္စာလေးဆိုလို့ရှိရင်တော့ကျွန်တော်ကတစ်ပတ်ကို4ရက်တောက်ခိုင်းတယ်တင်းလာရင်ကပုတ်တပူကြာတာ break အလုပ်ပေါ့နော် supplement တွေလုပ်ပေါ့ကျန်တဲ့တောက်ကြစနစ်တင်းနေမှာလုံးဝနားလိုက်အဲဒီလိုအကျဉ်းပေးတယ်supplement holiday ကိုကျွန်တော်ကျင့်သုံးတာ3တင်းလောက်ရှိပြီဆိုတော့ကျွန်တော်ရဲ့ client တွေမှာထူးခြားတာရှိလားဆိုတော့နေ့စဉ်တောက်တဲ့သူနဲ့ရက်ချာတောက်တဲ့သူမှာရက်ချာအဲ့လိုမျိုးပေါ့ကျွန်တော်ပြောသလို supplement ကိုအထင်းကိုလေးနဲ့တောက်တာသူလိုအပ်တဲ့ရက်မှာပဲတောက်တဲ့လူကပို့ပြီးတော့သူရဲ့အကုန်ကြပေါ့ economy ဆိုတာပတ်စံရင်အကုန်ကြလည်းတော်သက်တာတယ်ရလက်ကလည်းတူတယ်အများစုတူကြတယ်ပို့ပြီးတော့ရက်ရှိကနေ့စဉ်တောက်နေလဲအရင်ကောင်းတာတော့မဟုတ်ဘူးတချို့တွေဆို vitamin D ကိုတစ်ပတ်ကို3ရက်လောက်နဲ့ပဲသူ့ရဲ့ normal value ကို40 nanogram တချို့ဆို80 nanogram 4ရက်လောက်ပဲတောက်ပြီးတော့ထိန်းထားနိုင်တယ်ပိုလို့ရင်တော့ပိုတောက်ပေါ့တချို့တွေဆိုလို့ရှိရင်တော်တော်လေးကိုဒီလိုမျိုး supplemental တနည်းအားဖြင့်ပြောလို့ရှိရင် supplemental vacation လောက်တာ supplemental holiday လောက်တာသူတို့အတွက်အရန်အဆင်ပြေတယ်လို့ပြောတယ်ခီးတွေပါထွက်เสียရှိတယ်ဆိုအဲ့ရက်ကိုသူတို့လုံးဝမတောက်တော့ဘူးမတောက်ပဲနဲ့ပြီးတော့မှ4ရက်ပြန်တောက်တယ်ဟုတ်ပြီတချို့ရုံးသမားတွေဆိုလို့ရှိရင်လည်းဒီလိုလောက်တာသူတို့အတွက်အရန်လေးအဆင်ပြေတယ်လို့ပြောကြတယ်ကျွန်တော်ကတော့အဓိကအုပ်ကြီးချက်ကကျတော့ဘယ်ကောင်မှhand မဖြစ်စေချင်ဘူးပေါ့နော် supplement အရင်တောက်ပြီးတော့အရန်ကိုပြဿနာတက်သွားတယ်ဆိုအဲ့လိုမျိုးဘယ်လိုကျင်တဲ့ကြောင့်မလို့ကျွန်တော်ကတွေ့တဲ့အတွေ့အကြုံတွေကိုကျွန်တော်ကကိုယ်တိုင်သုံးချတယ်ပြီးတော့ကျွန်တော်မိတ်ဆွေတွေပေါ့ကျွန်တော်မိတ်ဆွေတွေပေါ့အကြံဉာဏ်ပေးတယ်ကျွန်တော်အကြံဉာဏ်လိုက်လုပ်တဲ့မိတ်ဆွေတွေ share နေပြီးတော့ကျွန်တော်ပြန်ပြီးတော့ feedback ယူတယ်feedback ယူပြီးတော့ကျွန်တော်ပြန်ပြောပြတယ်ဟုတ်ပြီအဲ့ဒါ comment မှာမေးမယ်ဒီစီကိုဘယ်လောက်တော့မှလဲပါတော့မှလဲကျွန်တော်က comment တွေကိုနော် comment တွေကိုကျွန်တော်ဖြေဖို့အချိန်မရှိဘူးဒီဗီဒီယိုလေးတောင်မှကျွန်တော်အချိန်မအားတဲ့ခြားတွေကနေအားသလိုလုပ်ပြီးလုပ်ပေးတာကျေးဇူးတင်တဲ့စကားတိုင်းကိုကျွန်တော်မှတ်ထားတယ် comment ဖြေတာကျတော့လေလူတယောက်ကိုတနည်းအားဖြင့်ပြောလို့ရှိရင်ကွာမိခွန်းတစ်ခုတည်းနဲ့အဖြေတစ်ခုပြန်ပေးနိုင်တယ်ဆိုတော့အင်အားမျိုးကျွန်တော်ရှိမှမရှိဘူးကျွန်တော်ကကျတော့
လူတယောက်ကိုကြည့်ပြီးတော့အမှုလုံးပဋိလုံးတေချာစီစဉ်တာပေါ့နော်တေချာစီစစ်တယ်သူရဲ့ genetic ကဘာလဲသူရဲ့ visa ကဘာလဲသူရဲ့မြေရွာဘာလဲသူ lifestyle ကဘာလဲသူရဲ့အဓိကလိုအပ်ချက်ကဘာလဲယောဂခံပါအဲ့ဒီအဆုံးဖြတ်ပြီးတော့မှကျွန်တော် supplement ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့လေကျွန်တော်ကဒီ comment တွေကိုကျွန်တော်ဖြေလေးဖြစ်တာမရှိဘူးเนาะအဲ့ဒါလေးပြောပြတာပါဘာကြောင့်လဲဆိုကျွန်တော်စနစ်တကျလုံးလေးလုပ်ထားရှိလို့ပါကျွန်တော်ပြောတဲ့ဗီဒီယိုလေးနဲ့ပတ်သက်လို့အတွေးခေါ်လေးတစ်ခုရအောင်မယ်လို့ထင်ပါတယ်ကျွန်တော်နာမည်တော်တော်ဖြူမှာပါ